စုံမသွားပြီဖြစ်တဲ့ခင်မွန်ဖြစ်သူနဲ့ရုပ်ရည်တင်တူတာမဟုတ်ပဲစစ်ဆက်သေးစားစွာဥဆောင်နိုင်မှုစွမ်းရည်ကိုပါတူနေတဲ့တာကြီးပီတိဖြစ်နေရတယ်လို့ပြောပြလာသူကတော့မင်းသမီးရတနာခင်ပါခင်မွန်ဖြစ်သူကိုဆုံးရှုံးလိုက်ရပြီးဖြစ်တဲ့မင်းသမီးရတနာခင်ကတော့သူမခင်မွန်နဲ့ချွတ်ဆွတ်တူတဲ့ကိုပါတာကြီးလေးကြောင့်အရာရာကိုအဆင်ပြေပြေရပ်တည်နေနိုင်ပြီပဲဖြစ်ပါတယ်သူမခင်မွန်ဆုံးမသွားတာရုတ်တရက်ဆန်လွန်းသလိုစီးပွားရေးလုပ်ငန်းတွေများစွာလည်းပိုင်ဆိုင်ထားတဲ့အတွက်သူမတို့မိသားစုအတွက်ဒီလုပ်ငန်းတွေကတော့ဦးစီးမဲ့သူကတော့စိတ်ပူစရာဖြစ်လာခဲ့ရပါတယ်ဒါပေမဲ့လည်းတာကြီးကတော့အသက်19နှစ်နဲ့ထက်မြက်စွာလုပ်ငန်းများစွာကိုလည်းဦးစီးကင်တွေပြသသွားခဲ့ပါတယ်။ဖခင်နဲ့ရုပ်ချင်းတူရုံမဟုတ်ပဲစီးပွားရေးမှာပါဖြတ်ထွန်းညံကောင်းမှုပြီးညံရည်ထက်မြက်မှုလိလာနိုင်မှုတွေအပြင်ဆက်ဆက်စွာဦးစီးဦးဆောင်နိုင်စမ်းဖြစ်ပြီးဖခင်ချေရကိုနင်းနိုင်ခဲ့တာပါ။ရုပ်ရည်ချုံမောပေမဲ့လည်းဒီလိုမျိုးထက်မှန်လွန်လာတဲ့သားကိုအနုပညာမလုပ်ခိုင်းမဲ့သူ့ရဲ့ညံရည်နဲ့ကိုက်ညီမှုရှိတဲ့စီးပွားရေးကိုလုပ်ခိုင်းစေဖို့အတွက်နိုင်ငံခြားမှာဆက်လက်ပညာသင်ခိုင်းနေပြီပဲဖြစ်ပါတယ်။ဘာကြောင့်ဆရာတော်ဖျားကြီးနေမကောင်းမှုဆိုတဲ့သတင်းတွေကိုပြန်လည်ဖြေရှင်းလာတဲ့တက္ကမများလက်တလုံးလူမှုကွန်ရက်စာမျက်နှာတွေမှာထူးသဖြင့် TikTok ပေါ်မှာဗုဒ္ဓဘာသာဝင်မြန်မာပြည်သူတရက်လုံးအထူးဆိုရင်ပူပန်နေကြတဲ့ကိစ္စတစ်ခုရှိပါတယ်။ဒါကတော့ကျေးဇူးရှင်ဘာမခောက်ဆရာတော်ကြီးကျမ်းမာတော်မမူဘူးဆိုပြီးတော့ online ပေါ်မှာတရှင်ထိုးပြန့်နှံလာခဲ့ပါတယ်။ဒီသတင်းတွေနဲ့ပတ်သက်ပြီးတော့ဆရာတော်ကြီးရဲ့တပည့်ရင်တက္ကမတွေကတော့အမှန်တရားကိုအချိန်ပြည့်ပြန်လည်ဖြေရှင်းလာခဲ့ပါတယ်။အားလုံးသိကြတဲ့အတိုင်းမှာပဲဘာမခောက်ဆရာတော်ဖျားကြီးဆိုတာမြန်မာနိုင်ငံရဲ့ဗုဒ္ဓသာသနာတော်မှာအစားထိုးမရနိုင်တဲ့အလွန်အရေးပါတဲ့တရားဝါဒဆရာတော်တစ်ပါးကြီးပဲဖြစ်ပါတယ်။ဗုဒ္ဓတက္ကသိုလ်ရဲ့ပါမခချုပ်တာဝန်တွေကိုလည်းနှစ်ပေါင်းများစွာထမ်းဆောင်ခဲ့ပြီးဆရာတော်ကြီးရဲ့ဉာဏ်ပညာထက်မြက်မှုတရားတော်တွေကိုခေတ်နဲ့အညီသိပ္ပံနည်းကြရှင်းလင်းဟောပြောနိုင်မှုတွေကြောင့်သာသနာအာဇာနည်တဆူဖြစ်နေပြည်သူတွေကတော့အထုမြတ်ထားကိုယ်ပဲကြကြတာပါ။ဆရာတော်ကြီးရဲ့သိက္ခာသမာဓိနဲ့ဗုဒ္ဓစာပေကျွမ်းကျင်မှုတွေဟာလည်းပြည်တွင်းမှာသမဂနိုင်ငံတကာကပညာရှင်တွေပါနိုင်ငံခြားသားတွေကပါရိုသေလေးစားစွာနဲ့လာရောက်လေ့လာပြီးမေးမြန်းခဲ့တဲ့အထိဩဇာအာဏာကြီးမားခဲ့ကြပါတယ်။ဒါကြောင့်မလို့လေဆရာတော်ကြီးနဲ့ပတ်သက်တဲ့သတင်းတစ်ပုဒ်ထွက်လာတာနဲ့ပြည်သူတွေအနေနဲ့ချက်ချင်းကိုအာရုံစိုက်မိတာသဘာဝပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာဆရာတော်ကြီးတစ်ပါးကစေယုံကရင်ပေါ်ကနေစေကုသမှုခံယူနေတဲ့ဗီဒီယိုဖိုင်တွေပုံတွေဟာတော့ဘာကြောင့်ဆရာတော်ဖျားကြီးနေမကောင်းမှုဆိုပြီးတော့ကောင်းစင်တွေနဲ့ TikTok ပါဝင်လူမှုကွန်ရက်စာမျက်နှာပေါ်မှာအတော်လေးကိုမှပြန့်နှံ့သွားခဲ့ရပါတယ်။ဒီသတင်းကိုမြင်ချင်းမှာပဲကြီးညိုရတဲ့တပည့်တပကားမတွေပြည်သူတွေဟာတော့အလွန်ကိုစိတ်မကောင်းဖြစ်ခဲ့ကြပြီးစစ်တောင်းမြတ်တာပို့တာခဲ့ကြပါတယ်။ဒါပေမဲ့လည်းတကယ်တမ်းမှာတော့မြေပြင်အခြေအနေကတော့လုံးဝကိုကွဲလွဲနေခဲ့ပါတယ်။ဒီသတင်းတွေကပြန့်နှံ့လာပြီးနောက်မကြခင်မှာပဲဆရာတော်ကြီးရဲ့တပည့်ရင်းတွေကတရားဝင်ဖြည့်ရှင်းချက်ထုတ်လာခဲ့ပါတယ်။ online ရပြန့်နှံ့နေတဲ့စေယုံကလေးမောင်ကဆရာတော်ဖျားကြီးဟာဘာကြောင့်ဆရာတော်ဖျားကြီးလုံးဝမဟုတ်ပါဘူး။အမှန်တကယ်ကျမ်းမာတော်မမူပဲနဲ့စေယုံကုသမှုခံယူနေတာဟာမဟာတိတာယုံဆရာတော်ဖျားကြီးဖြစ်တယ်လို့ပြောပြလာခဲ့ပါတယ်။ရုပ်သွင်းပြင်ကတော့ခက်ဆင်ဆင်တူခဲ့တာကြောင့်တရေမဖြန့်သူတွေကြောင့်အခုလိုမျိုးပြည်သူတွေမှာအထင်မြင်လွဲမှားကစိုးရိမ်ပူပန်မှုတွေကြီးမားသွားခဲ့ရတယ်လို့ဆိုပါတယ်။တက္ကမတွေရဲ့တရားဝင်ထုတ်ပြန်တည်ပေးချက်အရပါမခောက်ဆရာတော်ဖျားကြီးရဲ့လက်ရှိကျမ်းမာရေးအခြေအနေဟာတော့အလွန်ကိုကောင်းမွန်လျက်ရှိနေပါတယ်။လွန်ခဲ့တဲ့စောပိုင်းကာလတုန်းကဆရာတော်ဖျားကြီးနေနဲ့စင်ကာ